ကိုရီးယားလူမျိုးတွေရဲ့အသင်းနှလုံးကိုစုပ်ကိုင်ပြီးမျက်ရည်ကျရလောက်တဲ့အထိသချင်းဆိုအရန်ကောင်းတဲ့ကောင်မလေးပို့ပြီးတော့ထူးဆန်းတာကအဲ့ဒီကောင်မလေးဟာမြန်မာနိုင်ငံသားချစ်စရာကောင်းတဲ့ကရင်လူမျိုးဇနီးမောင်နှံရဲ့သမီးလေးတစ်ယောက်ဖြစ်နေတာပါဒါဆိုရင်မြန်မာပြည်ပွားချစ်စရာကောင်းတဲ့ကရင်တိုင်းရင်သူတွေကကိုရီးယားမှာဘာလို့အဲ့လောက်ထိနာမည်ကြီးနေရတာလဲဘလို့အခက်အခဲတွေကိုရင်ဆိုင်ဖြတ်သန်းပြီးတော့အခုလိုမျိုးအောင်မြင်လာခဲ့တာလဲအဲ့ဒီအကြောင်းအရာအားလုံးကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်ဟုတ်ပါတယ်သူကတော့ကိုရီးယားမှာဆိုရင် 1EWA ဆိုတဲ့နာမည်နဲ့လူသိများပြီးတော့မြန်မာပြည်မှာဆိုရင်တော့အဆိုတော်မလေးမာသာထူဟာနာမည်ပြောင်းအနေနဲ့ဖုံးမူကြီးဆိုပြီးတော့လူသိများကြပါတယ်မာသာထူဟာကရင်လူမျိုးအဆိုတော်ကြီးစောထူဟာနဲ့မိခင်မိုင်းတို့ရဲ့သမီးဦးလေးဖြစ်ပြီးတော့2009ခုနှစ်အောက်တိုဘာ25ရက်ထိုင်းနိုင်ငံနယ်စပ်ဒုက္ခဒစကန်မှာမွေးဖွားခဲ့တာပါကလေးဘွားအရွယ်မှာဖခင်ဖြစ်သူနဲ့အတူတူသချင်းတွေတီးဆိုရင်းနဲ့သွေးကနေစကားပြောတယ်ဆိုတဲ့ဒီစကားအတိုင်းပဲသူ့အသက်6နှစ်9နှစ်ဝန်းကျင်တွေကစပြီးတော့သချင်းဆိုရတာကိုဝါသနာပါလာခဲ့ပါတယ်ဒီလိုနဲ့တရက်မှာတော့မာသာထူးကတော့မိသားစုအတွက်ကြီးမားတဲ့ကံကြမ္မာအပြောင်းလဲတစ်ခုကိုကြုံလိုက်ရပါတယ်အဲ့ဒါကတော့မာသာထူးရဲ့ဖခင်ဖြစ်သူကရင်ဆိုတော်ကြီးစောထူးဟာသူ့ရဲ့နောက်ဆုံးအေဗန်တစ်ကိုမထုတ်ဝေနိုင်ခင်မှာပဲမတော်တဆမှုတစ်ခုနဲ့ဆုံးပါသွားခဲ့တာပါအဲ့ဒီအချိန်မှာအသက်9နှစ်ပဲရှိသေးတဲ့မာသာထူးလေးဟာမိခင်ဖြစ်သူနဲ့အတူမောင်အောင်ငယ်လေး2ယောက်နဲ့ကြံနေခဲ့ပါတယ်မိသားစုရဲ့အကြီးမားဆုံးထောက်တိုင်ဖြစ်တဲ့ဖခင်ဖြစ်သူမရှိတော့တဲ့အချိန်မှာမိခင်ဖြစ်သူဟာသားသမီးတွေရဲ့ရှေ့ရအတွက်စဉ်းစားပြီးတော့ဒုက္ခတဲ့စကန်ကနေရုံးထွက်နိုင်ဖို့ကြိုးစားခဲ့ပါတယ်အဲ့လိုနဲ့2016ခုနှစ်မှာကိုရီးယားကိုတမိသားစုလုံးပြောင်းလာခဲ့ပါတယ်တိုင်းတစ်ပါးရောက်တဲ့အချိန်မှာမိသားစုအခန့်လည်းမရှိဘာသာစကားလည်းမရဆိုတော့အခက်အခဲတွေအများကြီးကြုံခဲ့တယ်ဆိုပေမဲ့လည်းမိခင်ဖြစ်သူမိုင်ဟာသားသမီးတွေအတွက်တော့အားကိုးအားထားရတဲ့မိခင်တူဖြစ်ခဲ့ပါတယ်ဘာလို့လဲဆိုလို့ရှိရင်သမီးဖြစ်သူရဲ့ဝါသနာကိုထောက်ပံ့ပေးနိုင်ဖို့သူကိုယ်တိုင်သမီးဖြစ်သူကိုသချင်းဆိုလေ့ကျင့်ပေးတဲ့အထိပါလုပ်ခဲ့တာမို့လို့ပါအဲ့ဒီအချိန်မှာမာသာထူဟာလေးဟာဖခင်ဖြစ်သူစီကသချင်းဆိုကောင်းတဲ့အမွေကိုရထားတဲ့သူဖြစ်ပေမဲ့အသက်ငယ်သေးတာကြောင့်အမြင့်တန်တွေကိုကောင်းကောင်းမဆိုနိုင်ခဲ့ပါဘူးဒီလိုနဲ့မိခင်ဖြစ်သူဟာသချင်းဆိုပညာကိုပို့ပြီးလေ့ကျင့်ပေးနိုင်မဲ့ကိုရီးယားအဆိုပညာရှင်ဆရာမတွေစီမှာမာသာထူဟာလေးကိုသင်တန်းတွေတက်လေ့ကျင့်မှုတွေလုပ်ခိုင်းခဲ့ပါတယ်မိခင်ဖြစ်သူရဲ့အပြည့်အဝထောက်ပံ့ပေးမှုတွေကြောင့်မာသာထူဟာလေးဟာကျောင်းပွဲတွေမှာစပြီးတော့သချင်းတွေတီးဆိုခဲ့ပါတယ်အဲ့ဒီလိုနဲ့ဒီ2020ခုနှစ်ရောက်တဲ့အချိန်မှာတော့ကိုရီးယားရဲ့ TV show စီတစ်ခုမှာမာသာထူဟာလေးဟာစပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်ပြိုင်ပွဲ audition အဆင့်မှာကလေးကဒိုင်းတွေအားလုံးကိုမျက်ရည်ကျရလောက်တဲ့အထိတီးဆိုနိုင်ခဲ့တာကြောင့်ပြိုင်ပွဲနောက်ဆင့်ကိုတက်ခွင့်ရခဲ့ပါတယ်ပြိုင်ပွဲတစ်လျှောက်စူးစမ်းရှင်ပြိုင်ခဲ့ပေမဲ့ညှော်မှန်းထားသလိုစူကြီးကြီးမားတော့မရခဲ့ပါဘူးဒါပေမဲ့ပြိုင်ပွဲတစ်လျှောက်မှာတူတီဆိုရှင်ပြိုင်ခဲ့တဲ့သူ့ရဲ့သချင်းတွေတော်တော်များများဟာ YouTube platform မှာမီလီယံနဲ့ချီပြီးပေါက်ခဲ့တာကြောင့်မာသာထူဟာလေးဟာကိုရီးယားလူမျိုးတွေကြားထဲမှာနာမည်ကြီးပြီးတော့လူကြိုက်များလာခဲ့ပါတယ်မာသာထူဟာလေးဟာကိုရီးယားလူမျိုးတွေရဲ့အားပေးမှုကိုရလာတာနဲ့မြနောက်ပိုင်းမှာတော့ဒီကိုရီးယားရဲ့ TV show season မှာခဏခဏဖိတ်ခေါ်ခံရပြီးတော့မာသာထူဟာလေးတို့ရဲ့မိသားစုအကုန်လုံးပါဝင်ဖို့ဖိတ်ခေါ်ခံရတဲ့အထိအောင်မြင်ခဲ့တာပါအဲ့ဒါကြောင့်လေကိုရီးယားနိုင်ငံဘူဆန်မြို့မှာကျင်းပခဲ့တဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာဖွင့်ပွဲသချင်းတီးဆိုဖို့မာသာထူဟာလေးဟာရွေးချယ်ခံခဲ့ရပါတယ်မာသာထူဟာလေးတို့မိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးအကောင်းတွေရောက်လာတဲ့အချိန်မှာမာသာထူဟာလေးအတွက်စိတ်မကောင်းစရာနောက်ထပ်ဆုံးရှုံးမှုကြီးတစ်ခုထပ်ကြုံလိုက်ရပါတယ်အဲ့ဒါကတော့မာသာထူဟာလေးရဲ့မိခင်ကြီးဖြစ်သူမိုင်ဟာ2022ခုနှစ်မှာအသေးကင်ဆာရောဂါနဲ့ဆုံးပါသွားခဲ့တာပါမိခင်ကြီးကိုဆုံးရှုံးလိုက်ရလို့ပိုပြီးခဲခဲ့တယ်ဆိုပေမဲ့လည်းကြံနေခဲ့တဲ့မောင်လေး2ယောက်အတွက်မာသာထူဟာလေးဟာအမကြီးအမိယာနေရာကိုယူဖို့ပိုအားတင်းပြီးတော့ကြိုးစားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲတချင်းဆိုလေ့ကျင့်ပေးခဲ့တဲ့ဆရာမဖြစ်သူကမိခင်ရင်တယောက်လိုစောင့်ရှောက်ပေးခဲ့ပြီးတော့မာသာထူဟာလေးဟာကိုရီးယားမှာမွေးစားအမေတယောက်ရခဲ့ပါတယ်။မွေးစားအမေလို့သူကမာသာထူဟာလေးကိုသမီးအရင်လေးတယောက်လိုချစ်ပြီးတော့မာသာထူဟာလေးကလည်းအမေလိုရောဆရာလိုရောချစ်ချစ်ခင်ခင်နဲ့နေထိုင်နေကြပါတယ်။ဘဝပေးချင်တဲ့မျိုးကြောင့်မိသားစုနဲ့အတူကိုရီးယားမှာနေထိုင်နေရပေမဲ့မြန်မာပြည်ကိုချစ်တဲ့ကရင်တိုင်းသူလေးမာသာထူဟာမြန်မာတချင်းတွေကိုကာဘာတီဆိုရင်းနဲ့မြန်မာပြည်သက်တွေနဲ့အဆက်အသွယ်မပြတ်အောင်လဲကြိုးစားနေပါတယ်။သူ့ရဲ့အောင်မြင်ဆုံးတချင်းတွေဖြစ်တဲ့အိမ်လေးတစ်လုံးလိုချင်တဲ့တချင်းပြီးတော့သူ့ဖေဖေတချင်းတွေအပြင်တခြားသောကရင်မြန်မာကိုရီးယားတချင်းများစွာကိုပါတီဆိုနေပြီးတော့ပြည်သက်တွေရဲ့အားပေးမှုကိုရရှိနေပါတယ်။ဒါအပြင်မာသာထူဟာလေးဟာကိုရီးယားနိုင်ငံဂယောင်ဂီပြည်နယ်ရဲ့မီးတပ်ရုံးချုပ်မှာပထမဦးဆုံးနိုင်ငံသားပြန်ကြားရေးတပ်တပံအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။နောက်မာသာထူဟာလေးဟာကရင်ဗမာကိုရီးယားထိုင်းအင်္ဂလိပ်ဘာသာစကား5မျိုးထိပြောနိုင်ပါတယ်။အသက်18နှစ်သာရှိသေးတဲ့မာသာထူဟာလေးဟာအခက်အခဲတွေအများကြီးကိုရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့အခုလက်ရှိမှာတော့သူဝါသနာပါတဲ့တခြင်းတွေကိုဆက်လုပ်နေရင်းနဲ့ကျောင်းလဲဆက်တက်နေပါတယ်။သူ့ရဲ့အိမ်မက်ကတော့ Seoul Music University မှာကျောင်းတက်ခွင့်ရဖို့ရဲ့တချင်းအဆိုကောင်းတဲ့အဆိုတော်တယောက်ဖြစ်ချင်တာရဲ့ပါငငယ်ရွယ်ရွယ်နဲ့တိုင်းတစ်ပါးကသူတွေရဲ့အတိမတ်ပြုခြင်းကိုခံရပြီးတော့အောင်မြင်နေတဲ့လူငယ်တွေကလူတော်တယောက်ဖြစ်တဲ့မြန်မာပြည်ပွားကရင်တိုင်းသူလေးမာသာထူဟာကိုဒီထက်ပိုပြီးတော့ဝင်းရံအားပေးကြဖို့ရဲ့
ရတဲ့ဘက်ကနေပြီးတော့မှ support လုပ်ပေးကြဖို့ရကိုတောင်းဆိုရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဘလို့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးသိချင်လဲဆိုတော့လည်း comment မှာရေးသွားပြလို့ရပါတယ်ကျွန်တော်ကတော့ပြေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့အတူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအဆအစာကြီးအဆင်ပြေကြပါစေလို့ဒီနေ့ကနေဆန္ဒပြုလိုက်ပါတယ်အားလုံးပဲတက်တာပါနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် See you guys